တတိယယုံပါမျှော်နေရမဟုတ်အချိန်ဆိုတာတည်ဆုံးခဲ့တာကြပါပြီရှေ့ဆက်ဘာတွေဖြစ်လာမလဲဘဝကိုကြိုတွေးမထားတာကြပါပြီမနှက်ဖန်တွေကလည်းယနေ့ဖြစ်လာအောင်မဟုတ်လားမနေ့ကလည်းယနေ့လိုယနေ့ကလည်းမနေ့ကလိုလူတွေနဲ့စကားတွေအများကြီးမပြောချင်ဘူးခံစားရသမျှဟာအရေးသားတွေတည်းပဲပြောဝင်အိမ်မက်တွေကလည်းမယုံပါပဲလက်တွေ့ဖြစ်ရစီဆိုတာမျိုးမရှိတော့တာကြာပြီတယောက်တော့သူလည်းမရှိတော့တာကြာပြီအတော့ကိုကြာခဲ့ပါပြီရှေးတန်ဖွားဖွားကြားတိုင်းပြန်လဲမကြည့်မိဘူးခမည်းဟာကျွန်တော်စီဘယ်တော့မှပြန်မလာလေတော့အခန်းတကားခောက်တန်ကိုတုံ့ပြန်ရမှာစိတ်မပါဘူး